မင်္ဂလာပါ bro ကျွန်တော်ဒီမှာ TNF TV စီးထိုးနေကြရတဲ့နေမရအောင်လက်တံနဲ့ပြန်ပြီး carry ဆော့ပြအောင်မှာပဲဖြစ်ပါတယ်ဒီပွဲကကျွန်တော်ရဲ့ room နဲ့ hyper နဲ့ချူပေါ့အဲ့ room ကကျွန်တော်တစ်ချက်မှလာမ room အဲ့သူနဲ့ sorry ပဲဟိုဒီကောင် live room တာအဲ့ကျွန်တော်က Ravela နဲ့ Leslie ကို2%ဝင်ထည့်ရ2%ထည့်ရလို့မြန်စီပေးမယ်ထည့်မလို့ပါကျွန်တော်က aggressive ပဲဆိုဒီလိုပါပဲနဲ့တန်း spare ရှိဆိုတော့ရှေ့ထိတက်ပြီးသူရှိုးလိုက်နောက်လေးပြန်လာပြီးခရီးလေးလက်စရအောင်စားလိုက်ကိုခရက်လေးစားလိုက်နေတသားရမယ်ကဲပုံးနေနေညီမလေးကိုထွက်မယ်အဲ့မှာဗျာဂိုးလေးကို enemy 4កောင်လုံးရောက်လာအဲ့ဒါကျွန်တော်ရဲ့ needed system လို့ပြင်ပြအောင်ကိုအောင်နေမလာဘူးဗျာခဏလောက်လေး ESK ဖြစ်သွားတယ် remansment နဲ့ fan မင်း100တောင်းတော့ကြာပါပြီတော်ရရထွက်လာ blue လေးနဲ့ကြေကွဲလူငယ်လေးလာစမင်းမပြေးနေတော့မင်းသိန်းအောင်ကြောက်ပါနိုင်နော်မစည်းလောက်အဲ့ကောင်မသက်ဒါပဲချန်ကြီးဒီတော့ပဲချန်ကြီးရလိုက်လာဟာစကိုင်းဘီယာစတက်ရှိစေဟာကျုပ်တို့ရီကောတော်စပန်းပြသွားလိုက်ပြီးတယ်ဗျာအဲ့ဇီးကိုချန်ကြီးကဖတ်နေတာပုံမှာချန်ကြီးငါ့ကိုမြင်ရတဲ့လူ AD တန်းပြီးတော့ငါတေးမှကြာတယ်တိုက်ကုန်တာချန်ကြီးမှာဘတ်တရီဖြစ်နေပြီငါလည်းရောက်လာဘတ်တရီပြီးသွားရင်ကဲလိန်လေးရှင်းပြီးရင်တောင်းလေးပါလေးချိုးလုံးဝတတ်ရပဲဘွားကြီးကဲဘတ်တရီဖြစ်နေပြီညီလေးကညီမလေးကိုပြီးပဲရော့အောင်မှကြေကွဲလူငယ်တီးလိုက်စီလောင်လိုက်မမီရောအဲ့ကြချန်ရင်ကိုပြစ်ကွာရော့အောင်မှ flick နဲ့ပါလိုက်ပြစ်လက်စလီကြီးချောင်းနေဘယ်နဲ့ကဲပေါင်းဟာ ABK မင်းဟာကွာသွေးပြေးနေ immortal ပါရှိနော်မကဘူးတဲ့ဘာပြောရမှန်းတော့မသိတော့ပါဘူးကွာဟုတ်ပြီ possession လေးကြူထားမယ်ဟိုနားမှာ Leslie ဆွမ်းတော့တောက်သွားတယ်လိုက်စမ်းနေရော့အောင်မှချန်ခဲ့တာဟုတ် Rafael လိုက်ကဲကြည်ကွဲလူငယ်လေးတီးလိုက်တော့ဇာဘဲလီလာလောတော့ကီကဲတောင်ရှိုးရမှာမသိဘူးတော့ချိုးမယ်တိုင်းနေထိုင်မေကပေါင်းမယ်မရရင်လည်းပြေးရောပေါ့ Leslie မချနိုင်ကောင်းဘူးမချတော့အာဟာတာမတ်ဆိုလိုရတော့ချပြီတေးပြန်ပြီကွာချန်ကြီးမီယာရှာဝါကြီးပဲပတ်ရှောင်းနေတယ်ဘွယ်လုံးမဟုတ်သေးပါဘူးနန်းကြီးလောနာမှာဘယ်လိုဖြစ်နေလဲဟာငါမဆောင်ရင်ချပြီအေးငါရဲ့ hyper ပူတော့ဥကတော့တေးသွားပြီချန်ကြီးအဲ့ချန်ကြီးကိုပြုတ်မှာလိုက်နေဘယ်ပြီးမောင်ရော့ဒါပဲလေကဲပေးများနေလို့မရအောင်တာဝါရှိုးမယ်ဟိကဲဘရာသာကိုတန်းအံမလားဘွယ်ဝင်လုံးမလားတန်းရင်အံရအောင်ကနော်ထိုင်တော့ကြေကွဲလူငယ်မကြောက်မလန့်အရှိတီတက်ပြီးတော့enemy တွေကတယောက်ပြန်ပြီး response လာနေရင်အဲ့လိုကရှားပါမှာဇီလောင်ညမလူကြီးဝင်လာတာကဲအဲ့မယ်ကွာနောင်းကိုနေပါပဲကြာတို့ကဲဆုံးနေယူရင်ညိုရအောင်ကျေးဇူးတင်ပါတယ် channel ကို like subscribe လုပ်ရကဲနောက်ဖြစ်ပေါ်ပြန်ပြချမယ် guys